hello အားလုံးပဲမင်္ဂလာပါ Rose ဒီနေ့ကတော့စတိုးစားတော့ကျောင်းသူလေးပတ်တူအောင်တင်မိတော့မှာဖြစ်ပါတယ် Rose ကဇလန်တွေတင်တာများပါတယ်နောက်အိမ် ID share ရပါကြတော့နောက်ကြလို့ရှိရင် Rose ပြီးပြီပေါ့နော်အခုကတော့ဒါလေးပေါ့နော်အရင်ဆုံးပါကဲစလိုက်ရအောင်လာကဲလိုက်ခင်းတဲ့တပြင်းနေပြီဒီနေ့ငါက grade 1ကိုပထမဆုံးစတက်ရမှာဆိုတော့ရမ်းပြောနေပြီယေအော်ဒါနဲ့ပူမိနေမူတူတော်ဟာလေတွေ့ရတိလားမိမိမူတူစားတက်တော့မိမိရဲ့မူတူတကယ်ချင်းနေလို့ပထမဆုံးရမှာသူ့မမေဖေဖေရလိုက်ပူပါနော်မိမိတို့တော့ဘာလို့လိုက်မပူရလဲမသိဘူးမိမိဖေဖေနဲ့မမေရောဖအော်နီလေးဖေဖေနဲ့မမေကခီးတော့နေရှိတယ်သမီးရဲ့အဲ့ဆိုဖလိုက်ပို့ပါလားအော်ဖအတက်ကြီးနေပြီလေမီးရဲ့ဘလို့လိုက်ပြီးပို့လိုက်တော့ပါလေဒီနေ့လေသမီးရောအဲ့သမီးတွားလိုက်နော်ဖတောင်းတော့အတော်လမ်းမယ်ကဲဖအဲ့ဆိုရှင်မီးကြောင်းသွားရမယ်နော်ဆိုင်ကျိုးစားမယ်ကဲဆိုင်လုံးမယ်နော်ဒီပုံစံနားမလည်တဲ့ပုံစံရှိရင်ဆရာကိုမေးမယ်နော်ဟုတ်ကဲ့ဆရာโอเคဒါဆိုရင်စာမေးမယ်ကဲဒါဆိုလို့ရှိရင်သမီးနောက်ဆုံးကသမီးလေးမီယိုထားမယ်ဟုတ်ဟုတ်ကဲ့ဆရာသမီးရေဒီပါဦးဒါဆိုလို့ရှိရင်ဆရာလူမှုရေးမေးမယ်ရခိုင်ကမ်းမြောင်ဒေသသည်မြေတိနေရာတွင်တည်ရှိသည်နည်းရခိုင်ကမ်းမြောင်ဒေသသည်ရဟန်းရုံးမှနေပင်ကလာပင်လယ်အော်အကြတည်ရှိပြီးမြောက်ဘက်တင်ကျဲတောင်ဘက်တင်ကျင်းသွားသည်အိုးတော်လိုက်တာသမီးလေးအတန်းရှုပ်ထွက်လာပါဟုတ်ကဲ့တန်းလူရငါတက်ထွားရပဲကဲဒီသမီးလေးတော့လည်းဖုတ်တယ်လေးကြားတယ်မာငါတမရှိမှလက်ခုပ်တရားခံမိပြီးကဲနာစာလေးဆက်လုပ်ကြမယ်ကဲမဖားကြောင့်စင်းနေရောက်ပြီးမဖားကြောင့်စင်းနေတန်းလူရမဖားကြောင့်စင်းနေရောက်ပြီးဆိုတော့သွားပြီဒါပေမဲ့ငါစာကျိုးစားမှဖြစ်မယ်ငါစာကြည့်တိုင်းမှာစာအုပ်လေးတွေပဲတော့ဖတ်နေလိုက်ပါတော့မယ်စာကြည့်တိုက်ပါမယ်မင်္ဂလာပါဆရာမဒီရန်သူဆက်ကြတမီးလေးမင်္ဂလာပါနော်ရရရှိနေကဲဒီမှာစာအုပ်လေးဖတ်မယ်ကဲဒီလိုလေးပဲနှစ်တွင်များစွာကြာဒီကောင်မလေးကလည်းအတန်းကြီးကြီးတဲ့ကြီးလာပါတော့ရှင်နှစ်တိုင်းမှာလည်းအဆင့်1နဲ့ပဲဥဆောင်နေပါတယ်သမီးရဟွာလေး